ပေါ်တူဂီနဲ့နော်ဝေတို့ကမ္ဘာဖလားချစ်စစ်ပွဲထမန်းအောင်မြင်ခဲ့ကြောင်းသိရပါတယ်။မနေ့ကရှင်ပြိုင်ကစားခဲ့တဲ့2026ကမ္ဘာဖလားဥရောပဇုံချစ်စစ်ပွဲတွေမှာပေါ်တူဂီနဲ့နော်ဝေတို့ချစ်စစ်ပွဲထမန်းအောင်မြင်ခဲ့ကြောင်းသိရပါတယ်။ပေါ်တူဂီအသင်းကအာမီဒီယာအသင်းကို6-1 တကိုနဲ့အနိုင်ရခဲ့တာကြောင့်အယာလန်ကို3မှတ်ဖြတ်ကချစ်စစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီးနော်ဝေကအီတလီကို4-1 တကိုနဲ့အနိုင်ရခဲ့တာကြောင့်6မှတ်ဖြတ်ပြီးချစ်စစ်ပွဲအောင်မြင်ခဲ့တာပါ။ပေါ်တူဂီအသင်းကသရဖလားပြိုင်ခွင့်ကို9ကြိမ်စတိုင်ရှင်ပြိုင်ခွင့်ရရှိတာဖြစ်ပြီးနော်ဝေအသင်းကတော့1998ကမ္ဘာဖလားပြိုင်ခွင့်နောက်ပိုင်းပထမဆုံးကြိမ်ရှင်ပြိုင်ခွင့်ပြန်လည်ရလာခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်က2026ကမ္ဘာဖလားရှင်ပြိုင်ခွင့်ရရှိခဲ့တဲ့အသင်း32သိန်းအပြေပေါ်ခဲ့ပြီးဖြစ်ပြီးဥရောပဆောင်ကချေးစပွဲအောင်တဲ့အမင်းအခါတော့9သိန်းရှိလာခဲ့ပါပြီ။2026ကမ္ဘာဖလားပြိုင်ပွဲမှာဥရောပဆောင်ကဝင်ခွင့်ခွဲ36နေရရရှိထားတာကြောင့်နောက်ထပ်တရားချေးစပွဲအောင်နေမဲ့အသင်း9သိန်းနဲ့ play off အနီးချေးစပွဲအောင်မဲ့အသင်း4သိန်းဖော်ပေါ်လာမှာဖြစ်ပါတယ်။